နင်းကြသည့်ဖြူသမုတ်တောင်တန်းများ၏တိတ်ဆိတ်ကိုလည်းလူသိများသောဤတတဝါသည်အာရှအလယ်ပိုင်းနှင့်တောင်ပိုင်းရှိကျန်းတန်းသောတောင်တန်းဒေသများတွင်နေထိုင်ကျစားသည့်ရှားပါပြီးတွေ့ရခဲ့သောကြောင်မျိုးရင်းတွင်တတဝါကြီးတစ်မျိုးဖြစ်သည်အမဲရောင်အကွက်များပါရှိသည့်ထူးခြားလာပသောအဖြူရောင်နှင့်မီးဟိုရောင်အမွေးအမင်များကြောင့်လူသိများပြီးနင်းကြသည့်များသည်အေးမြပြီးမြင့်မာသောတောင်တန်းပတ်ဝန်းကျင်တွင်ရှင်သန်နိုင်ရန်အကောင်းဆုံးလိုက်လျောညီသွေးထင်နေကြသည်နင်းကြသည့်ဤထိုထဲတစ်တဲသောအမွေးအမင်များသည်အလွန်အေးမြသောအပူချိန်တန်းမှကာကွယ်ပေးပြီး၎င်း၏အယောင်အဆွေးသည်ကြောက်ဆုံထူထပ်သောမြေမျက်နှာတွင်ပြင်တွင်ရန်သူမမြင်နိုင်ရန်အကောင်းဆုံးပုံခွဲနိုင်စွမ်းကိုပေးစွမ်းသည်၎င်းတို့၏ရှေလျားပြီးထူထဲသောအမွေးသည်မတ်ဆောင်သောတောင်ဆောင်များတွင်ဟန်ချက်ထင်းရန်ကူညီပေးသလိုအနားယူချိန်တွင်လည်းနှွေးထွေးစေရန်ကိုယ်ပေါ်မှပတ်ထားနိုင်သောဆောင်းခဲသို့အဆုံဝင်သည်အမွေးများဖုံးအုပ်ထားသော၎င်းတို့၏ကျဲပြန့်သည့်ခြေဖွားများသည်တဘာဝနင်းဖနက်များကဲ့သို့လှုပ်ဆောင်ပေးဖြင့်နတ်ဆိုင်သောနင်းထူနှင့်ကြောက်ဆုံမြင်မျက်နှာတွင်ပင်များကိုလွဲကူးစွာဖြတ်သန်းတော်လာနိုင်သည်ကြည့်ရှုပေးသည့်အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများအတွက်စောင့်မျှော်ကြည့်ရှုပေးပါ